โอเคကျွန်တော်အခုရောက်နေတဲ့နေရာကကျွန်တော်တို့တောင်ကြီးမြို့အရှိဘက်တောင်ကျောပေါ်မှာရှိတဲ့တောင်ကြီးမှာရှေ့အကျဆုံးဇေဒီတစ်ခုထဲမှာအပါဝင်ဖြစ်တဲ့ရွှေမိုတော်ဇေဒီပေါ်ရောက်နေတာပါဒီရွှေမိုတော်ဇေဒီဘက်ကနေကြည့်မယ်ဆိုရင်ဟိုဘုံဘက်အထွက်လမ်းကိုကျွန်တော်တို့ကောင်းကောင်းမြင်နိုင်ပါတယ်အခုကျွန်တော်အနောက်မှာဆိုရင်တွေ့ရတာကတော့ဆွဲတော်ဘန်းဖြစ်ပါတယ်တလဘန်းလို့လည်းခေါ်ပါတယ်အခုမတ်လရောက်ပြီးနွေရာသီရောက်ပြီးဆိုရင်ကျွန်တော်တို့ဒီတောင်ပေါ်မှာဆွဲတော်ဘန်းတွေဖြူဖွေးနေအောင်ပွင့်ကြပါတယ်အခုမတ်လဆွဲတော်ဘန်းအပွင့်အများဆုံးအချိန်ဖြစ်ပါတယ်ဒီဆွဲတော်ပွင့်တွေကစားလို့ရပါတယ်တို့စားလို့ရတယ်ပြုတ်ပြီးတော့တုတ်စားလို့ရတယ်အလွန်ရတာရှိတဲ့အပွင့်တစ်မျိုးဖြစ်ပါတယ်ဆွဲတော်တွေပွင့်ပြီဆိုရင်ကျွန်တော်တို့ရှမ်းပြည်မှာဒါနွေရာသီရောက်ပြီလို့ပြောလို့ရပါတယ်နွေရာသီရောက်ပြီဆိုရင်ကျွန်တော်တို့မြစိမ်းတောင်ပေါ်မှာစိုးရင်ရတဲ့အချက်ကတောမီနှစ်တိုင်းလောင်ပါတယ်အဲ့တော့ဒီနှစ်2025ခုနွေရာသီမှာတောမီမလောင်မှုအတွက်ကိုဝိုင်းဝန်းပြီးတော့တာဝန်ရှိတဲ့သူတွေကလည်းပဲတောမီရှို့တဲ့သူတွေကိုတားပေးပါတက်ပင်ခုတ်တဲ့သူတွေကိုတားပေးပါတစ်တော့ကတစ်နှစ်တက်နှစ်တက်ပင်တွေကနဲလာပါတယ်လူတွေခုတ်လို့ဖြစ်ပါတယ်အဲ့အတွက်ကြောင့်တက်ပင်ခုတ်တဲ့သူကိုလည်းတားပေးဖို့လိုပါတယ်နောက်ပြီးတဲ့အခါကျတော့တောမီရှို့တဲ့သူတွေကိုလည်းပဲသက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနတွေကတားပေးဖို့လိုပါမယ်ကျွန်တော်တို့တောင်ကြီးမြို့ဟာတောင်ကြီးမြို့အရှိဘက်တောင်ကျောမှာရှိတဲ့မြစိမ်းတောင်ပေါ်မှာရှိတဲ့တက်ပင်တွေရှိနေလို့တောင်ကြီးမြို့ရေရနေတာပါအဲ့အတွက်ကြောင့်နှစ်တည်ကြာတဲ့အခါတက်ပင်တွေကုန်သွားရင်တောင်ကြီးမြို့ရေရဖို့ခက်ခဲသွားပါလိမ့်မယ်အဲ့အတွက်ကြောင့်တစ်တော်မပြုံးတီးရဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနအနေနဲ့စ조사ပေးဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ကျွန်တော်အားလက်ရက်တွေဆိုရင်ဒီတောင်ပေါ်မှာညက်တွေကိုဓာတ်ပုံလာရိုက်လေးရှိပါတယ်ကိုဗစ်မတိုင်ခင်ကာလပေါ့နော်ကိုဗစ်ဖြစ်တဲ့ကာလ2019လောက်ထဲကကျွန်တော်ငှက်တွေကိုဓာတ်ပုံရိုက်ပါတယ်တစ်နှစ်တက်တစ်နှစ်ငှက်တွေနဲလာတာကိုသတိထားမိတယ်ဘာကြောင့်လဲဆိုတော့တက်ပင်တွေနဲသွားလို့ပါအဲ့အတွက်ကြောင့်တက်ပင်နဲလာတာကျွန်တော်တို့တောင်ကြီးမြို့အတွက်ကောင်းတဲ့အလားအလာမဟုတ်ပါဘူးအဲ့တော့တက်ပင်တွေဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့လိုပါမယ်မိုးရသည်ကြရင်ကျွန်တော်တို့အရင်တော့တောင်ကြီးမြို့ပေါ်မှာဗော်လန်တီယာအဖွဲ့တွေရှိပါတယ်သူတို့စီစဉ်နေသူတို့တက်ပင်တွေတက်ဆိုင်ကြပါတယ်ဒီနှစ်မှာလည်းပဲအဲ့လိုမျိုးစိုက်တဲ့အဖွဲ့တွေအများကြီးပေါ်လာပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဗျာကျေးဇူးတင်ပါတယ်